Hello အားလုံးပဲမင်္ဂလာပါအခုတလောစီတန်းရရတဲ့တင်လူကတော်တော်လေးပြင်ပန်းနေရမလို့ဗီဒီယိုလေးမတင်ဖြစ်ဘူးအခုမှပဲအားလုံးအတွက်လောက်ရတာလဲလွယ်စားလို့လဲရန်ကောင်းတဲ့အစာပြေမုတ်လေးတစ်ခုလုပ်ပြမယ်နော်ညနေခင်းအစာပြေအတွက်ဘာလို့စားရမလဲစဉ်းစားနေရင်တော့အာလူနဲ့ပြောင်းကုန်မုံလေးပဲလိုတဲ့ဒီနည်းလမ်းလေးရှိရနော်အိမ်မှာအလွယ်တကူလောက်စားလို့ရတာမလို့ save ထားဖို့မမေ့နဲ့အောင်နော်အရင်ဦးဆုံးအာလူလေး3လုံးကိုအခုံခွာပြီးတော့စိတ်ပြီးပြုတ်လိုက်ပါမယ်လေးကိုအလုံးလိုက်ပြုတ်ရင်လည်းရရနော်ဒါပေမဲ့စိတ်ပြီးတော့ပြုတ်လိုက်တာကအချိန်ကိုတတ်တာစီပါတယ်အာလူလေးတွေရပြီဆိုရင်တော့လှည့်ထားလိုက်ပါမယ်လှည့်ပြီးသွားရင်တော့ခရင်လေးနဲ့ကြည်နေအောင်ခြေလိုက်ပါမယ်တိချာချာလေးခြေပြီးသွားပြီဆိုရင်တော့ပြောင်းကော်မုံလေးလေးစွန်းထည့်လိုက်ပါမယ်ပြောင်းကော်မုံထည့်ပြီးသွားရင်တော့အရသာလေးတွေထည့်ပါမယ်အရင်ဦးဆုံးငရုတ်ကောင်းလေးထည့်လိုက်ပါတယ်ပြီးရင်တော့ငရုတ်ဒီရောင်တင်မုံလေးနည်းငယ်ထည့်လိုက်ပါတယ်ထည့်ပြီးရင် chili flake လေးထည့်လိုက်ပါတယ်နောက်ဆုံးမှာတော့စားရဲနနမင်းလေးရေကိုထည့်လိုက်ပါမယ်နနမင်းမရှိလဲကျတုံမိတ်လေးတုံးလို့ရရနော်ပြီးရင်တော့တိချာချာတမတော့အောင်မှွေလိုက်ပါမယ်ပြီးသွားရင်တော့အလုံးလေးတွေပဲဖြစ်ဖြစ်အတုံးလေးတွေပဲဖြစ်ဖြစ်အချောင်းလေးတွေပဲဖြစ်ဖြစ်ကိုကြိုက်တဲ့ပုံစံလေးဖော်လို့ရပါတယ်တဏ္ဍာကတော့အတုံးလေးလုပ်ပြီးတော့ခရင်လေးနဲ့ပုံလေးဖော်ထားပါတယ်ဖော်ပြီးသွားရင်တော့စပြီးတော့ကြောပါမယ်မီးအေးလေးနဲ့စပြီးကြောပါပဲနော်မီးရက်မပြင်းပါနဲ့မီးအေးလေးနဲ့ရွှေအိုရောင်တန်းလာတဲ့အထိကြောပေးလိုက်ပါမယ်ရွှေအိုရောင်တန်းလာပြီဆိုရင်တော့ရပါပြီအပြင်ကကျွတ်ကျွတ်လေးနဲ့အထဲကနူးအီနေတဲ့အာလူကြော်လေးရပါပြီရှင်တစ်ခုစားပြီးတိုင်းထပ်စားခြင်းနေမှာတော့အသေးစားပဲနော်တကယ်ကိုစားလို့ကောင်းလို့အိမ်မှာလည်းလို့စားကြည့်ကြနော်